နေမှညှိတွေ့ပြီးခံစားလာဒီချစ်ကိုကိုယ်ွယ်မျောလင်း你也在那当木嘞？我那里那边ကိုအောင်ပဲလေ旁边有多嘞，没路哩你嘞？ အကိုခဏလေးမေးရရှိတယ်哎，没嘞你哩吧，没啥事。 ကိုမင်းနိုင်ဖုန်းပြီးတကောချေလား ဘာဖြစ်လို့မေးရတယ်ညီလေး process ဆိုင်ရ80နဲ့မလို့မေးကြည့်တာပါ ဒီလိုပါပဲညီကအလုပ်တွေမအားတာနဲ့စကားမပြောပြတာပါ နေအေးပြီးစကားမပြောပြကြရင်ကြာလာရင်တိုင်ရုံးတင်နေပြတ်တောက်သွားနိုင်လို့ပါကိုရဲ့ ဒီပါအဲ့လိုမဖြစ်အောင်အကိုကြိုးစားနေပါမယ် ပါချင်းတော့ကိုဒီသွားပြီ အေးပါညီလေးပြီးတတ်သွားနော် မင်းကအချစ်ကိုရှာပြီးချစ်ပြမိတယ်မှတ်ကလေးလို့အဝေးကချစ်ကိုတန်တပြီးတော့အနီးကချစ်ကိုမင်းမမြင်နိုင်တာ မင်းဘာလို့ဆိုလို့ကျင်တာလဲရန်နိုင် ဖုံးပြရဲ့အချစ်တော့ကိုမင်းယူနေရဗျာမင်းတို့တကယ်ချစ်နေတဲ့ကိုစိုးအောင်ရဲ့ချစ်ကိုကြတာမင်းမမြင်နိုင်တာ ဘာကွာငါတို့ကညီကိုတွေလေဘလို့ဖြစ်နိုင်မှာလဲကွာ မင်းရဲ့မတိစိတ်ကအကိုတခြားလူနဲ့မြင်နေရောမင်းမကျင်တတ်တာမလား ကိုမင်းနိုင်ဖုန်းပြီးတကောချေလား ဘာဖြစ်လို့မေးရတယ်ညီလေး process ဆိုင်ရ80နဲ့မလို့မေးကြည့်တာပါ ဒီလိုပါပဲညီကအလုပ်တွေမအားတာနဲ့စကားမပြောပြတာပါ နေအေးပြီးစကားမပြောပြကြရင်ကြာလာရင်တိုင်ရုံးတင်နေပြတ်တောက်သွားနိုင်လို့ပါကိုရဲ့ ကိုနာမမင်းကိုရှိစေချင်တဲ့စိတ်နဲ့ဆုံးနေဘူးကိုစိတ်ဆုံးနေဘူးအပြောင်းနိုင်တဲ့သူနာချင်တဲ့ပေကတရား ကိုဘယ်ပါမို့လဲဖုန်းပေးမေစိတ်ုံတက်နေရလေဒီမသိသေးဘူးလား ညီလေးဘာမှမသိရဘူးကိုဆိုအောင်အဲ့ဒါဆိုညီလေးလိုက်ခဲ့မယ်လေ ထားဆိုလည်းလိုက်ကြက်လေအဲ့တော့ကြမယ်လေဟုတ်ကော ရင်ထဲမှာညှိတွေ့ပြီးခံစားလာဒီချစ်ကိုကိုယ်ွယ်မျောလင်းနေယူလာအောင်ချစ်သွားပြီးမင်းတော့မသိနိုင်ပြီကိုနာမမင်းကိုရှိစေချင်တဲ့စိတ်နဲ့နေညာရဲ့ချင်းတွေကုန်ဆုံးဒီအောင်တည်းဒီဘဝဟာရင်တိုင်းနဲ့ လောကိုစိုးအောင်ရောက်ပြီလား ရောက်ပြီညီဟိုကမင်းနိုင်လဲပါလာရယ်နော် ကိုအဲ့ဒါဆိုညီနာခဲ့မလေးပြင်မှာစောင့်နေနော် အင်းကြီးအဲ့ဆိုလဲကိုစောင့်နေတယ်လေနော် ကိုစိုးအောင်ဝင်နေတယ်ကျွန်တော် အေးပါအဲ့ဆိုလဲစကားပြောနေနေအခုသွားလိုက်မယ်နော် ဟုတ်နေနေအခုလမ်းခွဲကြအောင်ကွာ ဘာဖြစ်လို့လဲဖုန်းကြီးအကိုဘာမှလုပ်ထားလို့လဲ အခုဘာမှလုပ်မထားပါဘူး ကိုဘာမှမလုပ်ထားပဲနဲ့အကြောင်းပြချက်မရှိပဲလမ်းခွဲချင်တာလားဖုန်းကြီး အခုတစ်ချိန်ညရင်တော့နားရလာပါလိမ့်မယ် ထားလိုက်ပါအဲ့ဆိုလဲအကိုဘက်ကတော့ညီလေးကိုလမ်းခွဲမပေးနိုင်ဘူး အဲ့ဒါတော့ကိုသဘောပဲလေဒီဘက်ကတော့ဒါနောက်ဆုံးတူစင်ညမယ်အခု ညီအဲ့လိုလုပ်လို့မရဘူးလေအကိုမထားခဲ့ပါနဲ့ညီ ဒါပဲကိုရဘာမှပြောချင်ဘူးလိုက်လာတော့နေတော့ ငါသာမားလို့လေကွာ ပြင်နေတယ် အကိုညီကိုဖုန်းမိလမ်းခွဲသွားပြီဗျာ ဘယ်နဲ့နေလဲအရှင်ရွာတယ်ဘယ်တော့လည်းနေမယ်နော် အကိုတကယ်ပြောနေရတယ် ညီကိုပျော်စေခြင်းနဲ့ပြီးတော့ထိတ်ချမ်းသာစေခြင်းနဲ့ဝမ်းမနေစေခြင်းဘူး အကိုဂရီမပြတ်ရဘူးနော် ညီအဲ့ဆိုရင်ကိုပြန်ကြမယ်လေ ဟုတ်တယ်အကို ဟယ်လိုညီလေးဖုန်းပြေလားကိုစကားပြောလို့ရလား ဟုတ်
ကိုစိုးအောင်ရပါတယ်ဘာပြောချင်လို့လဲ အကိုညီကိုတောင်းဆိုရလေရှိလို့ပါညီ ညီလိုပေးနိုင်နေရဆိုရင်တော့ညီလိုပေးမယ်လीနော် တခြားရမဟုတ်ပါဘူးညီလေးမင်းနိုင်ကိုစကားပြန်ပြောပြရတာသူ့ဘက်ကပါမလာပဲနဲ့သူ့ချစ်ကိုဘယ်လိုနည်းနဲ့မှအကိုမပိုင်ဆိုင်ရုံဘူးသူပြောနေရပဲအကိုမြင်နေတယ် ညီကသူ့ကိုတကယ်ချင်းတန်အောင်ကြောင်ပဲချက်ခဲ့တာပါကိုကိုတော့မနာကြည့်သေးဘူး အဲ့မညီအကိုနားလဲပါတယ်သူ့ကိုလမ်းခွဲတဲ့အကြောင်းကိုညီတခြားရှင်းပြလိုက်ပြီနော် ရပါတယ်ကိုညီပြန်ဆက်တက်လိုက်မယ်လीနော် ကျေးဇူးတင်ပါတယ်ညီ အဲ့လိုလဲညီဖုန်းကြလိုက်မယ်လीနော် ဟုတ်ကဲ့ပါညီအဲ့ဒါလည်းဒါပဲနော်